ကြက်သားစီစိန်ကြက်သားစီစိန်ကဘယ်နေရာနဲ့တွဲစားမလဲဆိုတော့ထောပတ်ထမင်းတို့ဟာမျိုးနဲ့တွဲစားတယ်အရန်ကောင်းတယ်ကြက်သားစီစိန်တော့ကြားဘူးကြမှာမဟုတ်ဘူးဒါကျွန်တော်တို့ကတော့မီယိုဖလာအမေချက်ခဲ့တာမလို့ကြက်သားစီစိန်အလိုမတန်မှနော်လိုမတန်ကောင်းတဲ့ဟင်းပါကျွန်တော်အမေကအလိုမတန်မှဟင်းချက်တော်တဲ့အမေတယောက်ဖြစ်ပါတယ်နော်ဒါကြောင့်မလို့အမေကြီးကပညာလေးနဲ့တူနော်ကဲအမေဟင်းချက်တော်တာကတော့တစ်မျိုးလုံးမှာနာမည်ကြီးရပြီကဲကြက်သားလာကြက်သားကိုဘာမှမပါဘူးနော်ရုပ်သီးမုံလေးရယ်ကြက်သားတုံးတုံးကြည့်ပါအောင်ဗျာကြောက်စရာကြီးတွေဒါမဲ့လေလေခစ်ကာလာနဲ့ဒီဗမာခုခစ်ကြက်တွေကလည်းအဲ့လောက်ကြီးတောင်မှချက်ပြီးသွားရင်သူ့တော့လောက်ပဲကြံတော့တာနော်ကဲစီတော့တီးပြီးပြကြက်သားစီစိန်ကနေရာလွတ်မရှိအောင်ကျွန်တော်တို့ကစီရတာနော်ဒီမှာညံနေကျွန်တော်သမီးတွေကအရင်ညံစီစိန်တဲ့နေရာမှာအရင်တော်တယ်ကဲထဲလိုက်တော့တဲ့ဟိုဘေးနားမှာသွားကတ်ထားမယ်ဒါ4နာရီလောက်ကျွန်တော်နှက်ထားတာနော်ရပြီရပြီဒါမှဝါကြယောက်ျားလေးနှစ်ယောက်ကဲလာထဲအောက်မှာချက်အိုးသားအောင်မထိသေးနဲ့တပီးအောက်တစ်ထက်ကအရေးကြီးတယ်ဗျအိုးသားအောင်မထိဖို့လေအောက်ထက်ကအရေးကြီးတယ်အိုးပေါ်တင်ပြီးခဏပေးပူလာတယ်လုံးဝစီမပါပဲနဲ့ပေးပူတာခဏဒီနေရာတွေပူလာရင်ကျွန်တော်အလုပ်ဆလုပ်တော့နော်ပေးပူတာမီးလေးချဲပြီးတော့ဘေးလေးတွေဆွဲတာနော်စီစိန်လာပြီထဲ့ဒီမှာရွှမ်းအောက်ကပူကြီးလေးနဲ့စီငါပိတ်တာအမြဲဆုံးကဲကျက်စီစိန်လေးပါတော့မင်းစိုးနဲ့တော့ကွာငါထက်ဒီမှာကြက်သားကြက်နေနော်သူစီထိတာနဲ့အောင်ကြက်နေဆက်စီစိန်ကြက်စီစိန်လေးပါခဏလေးကဲကဲဒီမှာဒီဘက်တော့လေးရောက်နည်းနည်းလေးရောက်ခုအောင်ကဲဒီဘက်လာခုပြီနော်ကဲကဲဟိုဘက်ခုယူရည်လားကဲအဲ့ဒါလေးမြုပ်အောင်တဲပါမယ်ကျွန်တော်တို့ကမြုပ်အောင်တဲမယ်ကဲရပြီဗျာအမလေးကမားမြင်အောင်ဘာထည့်မလဲဆိုစက်သားမုံလေးနည်းနည်းထည့်နော်ဘာမှမထည့်တော့စက်သားမုံလေးနည်းနည်းထည့်မယ်ဒါဆိုရပြီဒီစက်သားမုံတစ်ထုပ်လောက်ပဲမုံလေးစက်သားမုံလေးကျွန်တော်တို့တစ်ဖက်တစ်ထုပ်ထည့်ပါမယ်နော်တကြားတော့နည်းနည်းလေးပဲထည့်မယ်ဗျာ
တရားချိုကြီးမကြိုက်တယ်တရားကိုနည်းနည်းလေးပဲထည့်တော့ပြီးဒီလောက်ပဲစက်သားမှုထုတ်ပေးပါကဲဒီမှာဒါလေးကရပြီစက်သားမှုပေးဒါတထုပ်မှုသေးဘူးနည်းနည်းရော့ရတယ်ကဲဒါ तू ကမီးအေးလေးနဲ့ तू တညလုံးတည်တာမှာဒီကနစ်သွားမယ်မနေ့ကျရင်ဒါကိုကျက်သွန်ကျော်ထည့်လိုက်ကျွန်တော်တို့ကကျက်သွန်ကျော်နဲ့စီနဲ့ပြန်ရောသွားရင်အနှစ်ဖြစ်မယ်အိုးနော်ဒါပါပဲဒီဒါချက်လို့ပြီးသွားပါပြီချက်သားမို့တစ်ထုပ်ပဲအရသာကစားလေးနည်းနည်းပါမယ်ဒါပဲပါမယ်နော်ကျွန်တော်တို့ညချက်သားစီစိန်ကျက်သွန်လေးထည့်လိုက်တယ်နော်ဒီမှာချက်သားစီစိန်ရဲ့တန်ဖိုးမာတင်းနေရပဲနော်ဒီမှာပါကဲဒီမှာကြည့်ဝါဟောမကြည့်သူ့ရဲ့ရတာကဓာန်ပေါက်တဲ့စက်သားရတာနဲ့နှစ်ပြန်လောက်ကောင်းလက်လေးနဲ့ဖိပြကဲကြည့်ပြီးတော့ရတာရှိလုံးအကြည့်လို့ဘာနဲ့ချက်ထားလဲလို့မေးရမယ်အနေထားပါအဲ့ဒါသူ့ရဲ့ဒီမှာတွေ့လား6ပြီးစီလေးတွေ6ပြီးရောစက်သားစီစဉ်ရဲ့ထူးခြားတဲ့အရသာပါနော်ကဲတဒုံးနဲ့ကမင်းကတဒုံးနဲ့လားဆိုတော့ကဲဒီမှာနောက်တဒုံးဒီမှာပါမပြတ်ဘူးနော် तू ကလုံးဝမပြတ်သွားဘူးဒီမှာကြည့်တင်းပြီးတော့ဒီမှာကြည့်ကြစားသည်နဲ့ဓာန်ပေါက်တဲ့ကချက်ထားတဲ့ဒါနဲ့အများကြီးသာတွေ့ရနော်ဘယ်လိုချက်ထားလဲဆက်ကြည့်ပေးပါဦးခင်ဗျာ